ကျွန်တော်တို့ဒီနေ့ခေတ်လူ့ဖွဲ့စည်းကိုကြည့်လိုက်မယ်ဆိုရင်ထိန်းချုပ်ခြင်းဆိုတဲ့စကားလုံးကိုနေရာတိုင်းမှာမြင်တွေ့နေရပါတယ်။အရာတိုင်းကိုကိုယ့်ရဲ့လက်ထဲမှာထားခြင်းတယ်။ကိုကြည့်ချင်တဲ့အတိုင်းပုံသွင်းခြင်းရတယ်။ဥပမာအလုပ်ခွင်တွေမှာဆိုရင် performance target တွေနဲ့ဝန်ထမ်းတွေကို PR ပေးထိန်းချုပ်တာမျိုးတွေတချို့ကုမ္ပဏီတွေမှာဆိုဝန်ထမ်းတွေရဲ့ computer screen တွေကိုပါစောင့်ကြည့်တဲ့ software တွေအထိသုံးလာကြပါတယ်။သူတို့ဘာတွေလုပ်နေလဲဘယ်ချိန် online ရှိနေမလဲစသဖြင့်အကုန်လုံးကိုအသေးစိတ်စောင့်ကြည့်ပြီးတော့ထိန်းချုပ်ချင်လာကြပါတယ်။ဆိုရတွေပြန်လာဆိုရင်လည်းတူတူပါပဲ။ CCTV ကိုနေရာနဲ့မှာတက်ထားတယ်။ဥပဒေတွေမျိုးမျိုးထုတ်ပြီးတော့ပြည်သူတွေကိုထိန်းချုပ်တယ်။တရုတ်နိုင်ငံမှာဆိုရင် social credit system လို့ခေါ်တဲ့စနစ်တစ်ခုရှိပါတယ်။အဲဒီစနစ်ကလူတွေရဲ့ငွေချင်းငှားမှုမှတ်တမ်းတွေကနေတဦးချင်းစီရဲ့အချက်လက်တွေကိုဆွဲဆောင်တယ်။ဥပမာအချိန်မီငွေပေးချေလားလိမ်လည်မှုတွေရှိလားစီးမြင်တိုင်းလိုက်နာခြင်းရှိလားစတဲ့အဲ့ဒီကဏ္ဍတွေပြင်လူတွေရဲ့အပြုအမူအကျင့်တွေလိုက်ဒီ social credit score လို့ခေါ်တဲ့ရမှတ်တွေသတ်မှတ်ပေးပါတယ်။အဲ့လိုလူတွေရဲ့ယုံကြည်ရမှုစိတ်ချရမှုကိုစောင့်ကြည့်အကဲဖြတ်ပြီးတော့ရိုးသားတဲ့သူတွေဆိုရင်အကျိုးခံစားဝင်ပို့ရပြီးတော့မရိုးသားတဲ့လူတွေဆိုရင်အရေးယူဖို့အတွက်ရည်ရွယ်ထားတဲ့စနစ်ပါ။ရမှတ်ကောင်းတဲ့သူတွေကိုအစိုးရဝန်ဆောင်မှုတွေမှာတက်တာခွင့်တို့ဦးစားပေးခွင့်ရတဲ့အကျိုးခံစားခွင့်တွေရပြီးတော့ရမှတ်နေတဲ့သူတွေကတချို့လောက်ကင်ခွင့်တွေနဲ့ဝင်ကန့်သက်ခံရတဲ့ပြည်တယ်မျိုးတွေခံရပါတယ်။နိုင်ငံလုံးအတိုင်းအတာနဲ့အမျိုးသားစစ်စနစ်တစ်ခုလို့တော့လူမျိုးရမှတ်တွေနဲ့ထိန်းချုပ်တာမျိုးမဟုတ်သေးဘူးဆိုပေမဲ့ကဏ္ဍလိုက်ဒေသလိုက်ကျင့်သုံးနေရဖြစ်ပါတယ်။တခြားနိုင်ငံတွေမှာလည်းဒီလိုအလားတူအကျွေးစနစ်တွေရှိပေမဲ့သူတို့ကငွေကြေးကဏ္ဍအသက်ကိုပဲအကဲဖြတ်ဖို့သုံးကြတာပါ။နိုင်ငံသားတွေရဲ့အမှုအကျင့်တွေကိုထည့်သွင်းအကဲဖြတ်ပြီးတော့ပြည်တယ်ချမှတ်တဲ့စနစ်ကတော့တရုတ်နိုင်ငံမှာပဲရှိပါတယ်။ဒါပေမဲ့အအောဘကောင်းတဲ့ချက်ကဒီစနစ်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့အတွေးခေါ်တစ်ခုကလူငယ်တဲ့နှစ်ပေါင်း2500ကျော်လောက်ကဒီတရုတ်မြေပေါ်မှာပဲပေါက်ပွားခဲ့ပါတယ်။အဲ့ဒါကတော့တာဝဝါဒဖြစ်ပါတယ်။တာဝဝါဒရဲ့အနှစ်သာရကတော့ထိန်းချုပ်ခြင်းရဲ့ဆန့်ကျင်ဘက်ခွင့်ပြုခြင်းသို့မဟုတ် flow တိုင်းစီးမျောခြင်းမှာခွင့်ပြုခြင်းကိုပြောလိုက်တာနဲ့ဒါအရှုံးပေးတာမဟုတ်ဘူးလားအားနည်းတာမဟုတ်ဘူးလားလို့ထင်တတ်ကြပါတယ်။တာဝဝါဒီတွေကတော့ဒါကိုအားနည်းမှုလို့မမြင်ပါဘူး။လူသားတွေကစัจ java လာရဲ့သဘောတရားကိုနားလည်ခြင်းအပြင်ဘဝကိုပို့ပြီးတော့အကျိုးရှိတဲ့တဘာဝတိုင်းလိုက်ပါစီးမျောနိုင်တယ်လို့မြင်ကြပါတယ်။ဒါအင်အားသုံးတာထက်ပို့ပြီးတော့ထိရောက်တဲ့အနေနဲ့စွမ်းအားတစ်ခုလို့လည်းမြင်ကြပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ခွင့်ပြုခြင်းရဲ့စွမ်းအားကိုနည်းနည်းလေ့လာကြည့်အောင်။ဒီပြင်ဒီရှေးချတဲ့အတွေးခေါ်ဟာကျွန်တော်တို့ရဲ့ဖိအားများတဲ့ကိစ္စဘဝတွေကိုဘယ်လိုများအထောက်အကူပြုနေနိုင်မလဲဆိုတာကိုကျွန်တော်လောင်စုရဲ့တာဝတဲချင်းချမ်းကိုလက်ညှိုးအနေနဲ့သုံးပြီးတော့ရှာပြသွားကြပါမယ်။ဒီချမ်းမှာဆိုရင်တိုင်းပြည်အုပ်ချုပ်ပုံနဲ့ပတ်သက်ပြီးတော့လဲလောင်စုပြောတဲ့အုပ်စိုးခြင်းအပြင်အုပ်စိုးခြင်းဆိုတာကလည်းဒီတရုတ်ပြည်ရဲ့လက်ရှိစနစ်နဲ့မတူတဲ့နိုင်ငံတနိုင်ငံကိုအုပ်ချုပ်ပုံနည်းလမ်းတစ်ခုဖြစ်ပါတယ်။အဲ့နဲ့ပတ်သက်ပြီးတော့သူနိုင်ရှင်ထားတဲ့ဥပမာလေးကတိုင်းပြည်တစ်ပြည်ကိုအုပ်ချုပ်တယ်ဆိုတာငါးလေးတစ်ကောင်ကိုဒေဝရဲထည့်ကျော်တာနဲ့တူပါတယ်တဲ့။ဒေဝရဲမှာငါးတစ်ကောင်ကိုကျော်တဲ့အခါမှာအကြက်မညီမှာတူးသွားမှာဆိုပြီးတော့ခဏဟိုဘက်ဒီဘက်လှမ်းနေမယ်ဆိုရင်အသားတွေချိန်မောက်ပြီးတော့ပျက်စီးသွားပါလိမ့်မယ်။အဲ့ဒီသဘောပါပဲ။အုပ်ချုပ်သူတယောက်ကပြည်သူကိုစီကံနေဥပဒေတွေနဲ့အဆက်မပြတ်ဖိအားပေးထိန်းချုပ်လုပ်မယ်ဆိုရင်သူ့ဟုတ်ဝင်ဆွတ်ဖက်လုံးမယ်ဆိုရင်တိုင်းပြည်ကတည်ငြိမ်မှုပြည့်စည်ပြီးတော့အဲ့ကြေမွတ်သွားတဲ့ငါးလေးလိုဖြစ်နိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။ပြောရင်အလုပ်ခွင်မှာ manager တွေက micro manage လုပ်နေတာနဲ့လည်းတော်ဆင်တူပါတယ်။ဘယ်သူမှအလုပ်ကိုလွတ်လပ်မလုပ်ရတော့ဘဲနဲ့စိတ်ပီစီးမှုတွေများပြီးတော့အလုပ်မတွင်ချေတော့တဲ့အခြေအနေမျိုးပေါ့။လောင်စုကဒီလိုမျိုးအုပ်ချုပ်သူကလူတွေပေါ်မှာတင်းကျပ်တဲ့စီးမင်းတွေချမှတ်မယ်ဆိုရင်မျိုးသောအဖြစ်သဘောဆောင်တဲ့ဘေးထွက်ဆိုးကျိုးတွေပေါ်လာလိမ့်မယ်လို့လည်းပြောထားပါတယ်။ပြည်သူတွေကြားမှာမကျေနပ်မှုတွေမယုံကြည်မှုတွေနဲ့နောက်ဆုံးမှာပုံကံမှုတွေပါဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့အုပ်ချုပ်သူတယောက်ကတိတ်ပြီးတော့တိကျထင်ရှားအောင်မလုပ်ဘဲနဲ့လိုအပ်တဲ့လဲညွှန်မှုတွေပဲပေးမယ်။အပြည်သူတွေကိုသူတို့ရဲ့တဘာဝအတိုင်းရှင်သန်ပုံမျိုးဝင်ပေးထားမယ်ဆိုရင်လူရကိုယ့်ကိုယ်ယုံကြည်မှုရှိလာတယ်။ငါတို့ဘာသာလုံနေတာပဲဆိုပြီးတော့သိလာတယ်။သူတို့ရဲ့လူနိုင်စွမ်းတွေတိုးတက်လာပြီးတော့တိုင်းပြည်ကလည်းတာယာဝပြောလာလိမ့်မယ်လို့လောင်စုကဆိုခဲ့ပါတယ်။ဒီမြေကတရုတ်မြေကအတွေးခေါ်တစ်ခုဆိုရင်ပဲလက်ရှိတရုတ်နိုင်ငံရဲ့တိကျတဲ့စနစ်နဲ့တော့ကွဲပြားနေတာမှန်ပါပဲ။ဒီတွေးခေါ်ကိုတိုင်းပြည်အုပ်ချုပ်ပုံအတွက်တင်မကဘဲနဲ့ကိုယ့်ရဲ့ဖွဲ့စည်းကိုယ့်ရဲ့မိသားစုနောက်ဆုံးကိုယ့်ကိုယ်စီမံခန့်ခွဲတဲ့နေရာမှာပါသုံးချလို့ရမယ်အတွေးခေါ်တစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ခွင့်ပြုခြင်းဆိုတာတဘာဝတရားကိုအလှည့်ပေးဖို့အတွက်အဓိကလှုံ့ဆော်မှုဖြစ်လို့ပါပဲ။ဒီဗီဒီယိုမှာတာဝါရကခွင့်ပြုခြင်းရဲ့စွမ်းအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောပြခြင်းနဲ့နီလန်းလေး၄ခုကိုတင်းတို့တို့ပြန်ပြီးတော့မျှဝေပေးချင်ပါတယ်။ပထမတစ်ခုကတော့ဝူဝေသို့မဟုတ် the art of non doing တာဝါရီတွေမှာဝူဝေလို့ခေါ်တဲ့သဘောတရားတစ်ခုရှိပါတယ်။ဝူဝေကိုဘာမှမလုပ်ခြင်းလို့တိုင်းရဲ့ဘာသာပြန်တတ်ကြပါတယ်။ဒါပေမဲ့ဒီလိုပြန်ဆိုရင်တော့နည်းနည်းတော့အထင်လွဲစရာရှိနိုင်ပါတယ်။
တကယ်တော့ဝူဝေရဲ့အထိပ္ပယ်ကပြင်းရတာဘာမှမလုပ်ပဲထိုင်နေတာမျိုးမဟုတ်ပါဘူးသူ့ရဲ့ပိုပြီးမှန်ကန်တဲ့အထိပ္ပယ်ကအားမဆိုင်ပဲလှုပ်ဆောင်ခြင်း effortless action သို့မဟုတ် flow state သို့မဟုတ်ဘယ်အချိန်လုပ်ရမယ်ဘယ်အချိန်မှမလုပ်ရဘူးလေဆိုတော့တည်ခြင်းပညာဖြစ်ပါတယ်ကိုယ့်ရဲ့စွမ်းအားကိုလဟာမဖြစ်စေဘဲနဲ့တဘာဝရဲ့စီစဉ်မှုနဲ့တူအလိုက်တဲ့နေတိုင်းလှုပ်ဆောင်တာကိုဆိုလိုတာပါဒီနေ့ခေတ်ကျွန်တော်တို့တခြားပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်ထိန်းချုပ်ဆရာတွေမျိုးမျိုးဘဝရဲ့နေရာနှံ့ပြမှာမြင်တွေ့ရပါလိမ့်မယ်အိမ်မွေးတိရစ္ဆာန်လေးတွေကျွန်တော်ရဲ့ကလေးတွေအလုပ်ပါတနာပြီးတော့ကျွန်တော်တို့ရဲ့အနာဂတ်အထိအရာအလုံးကိုပြစ်စေခြင်းတဲ့ပုံစံတိုင်းဖြစ်လာအောင်လို့ထိန်းချုပ်ဖို့လိုတယ်လို့ကျွန်တော်ထင်ကြပါတယ်ထိန်းချုပ်မှုဆိုတာအများနဲ့တော့မကောင်းတာကြီးပဲတော့မဟုတ်ပါဘူးသူသမီးကိုထိန်းချုပ်နိုင်တာကတော့ကောင်းမွန်တဲ့လာရကိုဦးတည်စေနိုင်ပါတယ်ဒီအထိန်းကိုဆိုတာမရှိရင်ဒီလူ့ဘွဲ့ကြီးဆိုတာလည်းရှိလာမှာမဟုတ်ပါဘူးဒါပေမဲ့ထိန်းချုပ်တာရဲများသွားရင်တော့လည်းဘဲမှရောက်မှာမဟုတ်တော့ပါဘူးကျွန်တော်တို့အရာအလုံးကိုထိန်းချုပ်ထားလို့မရပါဘူးထိန်းချုပ်တာကိုရပ်လိုက်တဲ့အခါမှာပြောင်းလဲမှုတွေအများကြီးဖြစ်ပေါ်လာပါလိမ့်မယ်တစ်ပင်ဆိုင်တဲ့ဥမာလေးကိုချက်ကြည့်ကြည့်ပါကျွန်တော်တို့လုပ်နေတာကဒီတစ်ပင်အတွက်ကောင်းမွန်တဲ့မြေနေရာကိုရွေးပေးမယ်ပြီးရင်ကျင်းတူပြီးတော့စိုက်ပေးမယ်ရေကိုပုံမှန်လောင်းပေးမယ်လိုအပ်ရင်မြေဩဇာကျွေးမယ်နေအောင်ကြီးလုံးတဲ့နေရာမှာထားပေးမယ်ဒါကကျွန်တော်တို့လုပ်ပေးရမယ့်အပိုင်းဖြစ်ပါတယ်အဲ့နောက်ပိုင်းမှာတော့ဒီတစ်ပင်ကိုအတင်းဆွဲဆန့်ပြီးတော့သူ့မြင်မြင်ကြီးလာအောင်ထွားအောင်လုပ်လို့မရအောင်အင်းမြေကြီးကနေဆွဲထုတ်ပြီးတော့အမြင့်တွေထွက်လာပြီလားလို့ကြည့်နေမယ်ဆိုရင်အဲ့ဒီပင်လေးကတည်တော့မှာပေါ့ဆိုတော့ကိုလုပ်ပေးနိုင်တာကိုအကောင်းဆုံးလုပ်ပေးပြီးတဲ့နောက်မှာသူ့လို့ဖို့အတွက်တစ်ပင်ကသူ့ချိန်နဲ့သူကြီးထွားဖို့အတွက်လှုပ်ပေးထားရမယ်ဆိုတဲ့သဘောပါပဲလှုပ်တင်တာကိုပဲလှုပ်ပြီးတော့ကျန်တာကိုတဘာဝအတိုင်းဖြစ်ခွင့်ပေးလိုက်တာကဝူဝီရဲ့သဘောတရားဖြစ်ပါတယ်ဒါအားစိုက်ထုတ်မှုအနည်းဆုံးနဲ့အကောင်းဆုံးရလဒ်ကိုဥတည်စေနိုင်တဲ့နည်းလမ်းတစ်ခုပါပဲဒီဝူဝီသဘောတရားကိုလူမှုဆက်ဆံရေးတွေမှာလို့ပူပြီးရှုပ်ထွေးတဲ့နေရာတွေမှာလည်းအသုံးချလို့ရပါတယ်ဥပမာကိုကလူတစ်ယောက်ကိုစိတ်ဝင်စားရဲဆိုတော့သူ့ကိုဆွဲဆောင်မှုတွေပထမဆုံးအဆင့်အနေနဲ့လုပ်ရမှာကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုပြရမယ်ကိုယ့်ကိုသတိထားမိလောက်အသိပေးရမယ်ဒါပေမဲ့ဆွဲဆောင်မှုဆိုတာကသူ့ဘက်ကနေအလိုလိုဖြစ်ပေါ်လာမှရမှာပါအတင်းချက်ဖန်တီးလို့မရပါဘူးကိုကအတင်းလိုက်ကပ်ပြီးတော့ PR ပေးလေတစ်ပတ်လူက PR များပြီးတော့အဝေးကိုထွက်ပြေးလေဖြစ်တတ်ပါတယ်ဒါဝူဝေရဲ့သဘောတရားကိုနားမလည်မဲနဲ့အတင်းချက်ထိန်းချုပ်ဖို့ကြိုးစားနေလို့ဖြစ်ပါတယ်မျိုးစေ့လေးတစ်ခုလိုမျိုးသူ့ဘာသာသူအပင်ပေါက်လာအောင်စောင့်ရမယ်ဆိုတဲ့သဘောပါပဲတချို့ຢာတွေအချိန်ပေးဖို့လိုအပ်ပါတယ်ဥပမာရန်ဖြစ်ပြီးရဲ့နောက်မှာသူ့ဘာသာသူစိတ်ပြေသွားတဲ့အချိန်ကိုစောင့်ရတယ်လို့မျိုးပဲယုံကြည်မှုဖြစ်စီသွားတဲ့အခါမှာအတင်းပြန်တည်ဆောက်လို့မရပါဘူးကိုယ့်ဘက်ကမှန်ကန်အောင်နေပြပြီးတော့သူ့လိုပြန်လဲရှင်းတန်းလာအောင်စောင့်ရပါတယ်ဒါကြောင့်ခွင့်ပြုပေးခြင်းကဆက်ဆံရေးတွေမှာလည်းအရေးကြီးတာပါဒါတွေကထိန်းချုပ်ခြင်းနဲ့ခွင့်ပြုခြင်းကြောင့်ခွာခြားချက်တွေကိုပြောပြနေရပါဒီလိုမျိုးအရာရာတိုင်းကိုအတင်းကျပ်ထိန်းချုပ်လို့မရဘူးဆိုတာကိုလက်ခံခြင်းကနောက်တစ်ဆင့်ဖြစ်တဲ့ပြောင်းလဲခြင်းကိုလက်ခံခြင်းဆိုတဲ့အကြောင်းအရာကိုရောက်လာစေပါတယ်ဒီတာဝါဒကပြောပြတဲ့ဒုတိယနည်းလမ်းကတော့ embracing change ပါတာဝါတွေကဘဝဆိုတာအနှိမ့်အမြင့်တက်အချအလင်းနဲ့အမောင်းရင်နဲ့ရန်စတဲ့စံကျင်ဘက်တွေချားမှာအစမပြတ်လှုပ်ရှားနေရတယ်ဆိုတာကိုကောင်းကောင်းနားလည်ခဲ့ကြပါတယ်ဘဝစည်းစိမ်မှုနဲ့ပြောင်းလဲမှုတွေကမလွဲမသွေဖြစ်နေတဲ့အရာတွေပါအဲ့ဒီပုံမှာကျွန်တော်တို့လုပ်နိုင်တာတက်နိုင်တာဘာမှမရှိပါဘူးအဲ့ဒီပြောင်းလဲမှုတွေကြားမှာအကျိုးရှိဆုံးနေထိုင်နေရတော့ဒီတီရှိနေတဲ့လှိုင်းတွေတိုင်းလိုက်ပါဆင်းမြောက်ပြီးတော့နေထိုင်ခြင်းပါပဲတဲ့ဒါပေမဲ့လူအများစုကဘဝရဲ့အပြောင်းလဲတွေကိုကြောက်ကြပါတယ်ပဋိချာမြေယာမှုတွေကိုမုန်းကြပါတယ်ဒါကြောင့်လူတော်များများကသူတို့ရဲ့အခြေအနေအရရက်မှာဖက်တွယ်နေခဲ့ကြတာကိုကျွန်တော်တို့တွေ့ဘူးကြမှာပါမြေကြီးစီချောင်းဥပမာမှာပြောထားတာကမြစ်ထဲမှာမျောနေတဲ့လူတယောက်ကမြစ်ထဲကတွေ့တဲ့တစ်ကိုင်းတို့ကြောက်တုံးတို့ကိုတင်းတင်းကြပ်ကြပ်ပက်တွယ်ထားကြပါတယ်လွတ်သွားမှသူတို့ကြောက်ကြပါတယ်ဒါကသူတို့တက်တော့ဒါလုံခြုံမှုပဲဘာလို့လဲဆိုတော့သူတို့ရဲ့နေရာကိုသူတို့အပြည့်အဝထိန်းချုပ်ထားခြင်းလို့ပါအဲ့ဒီမြင့်ရင်နဲ့အတူအပြူသဘောဆောင်တဲ့ပြောင်းလဲတွေအခွင့်အလမ်းတွေပျော်ရွှင်စရာတွေများစွာသူတို့ဖြတ်တန်းပြီးစီစဉ်သွားတာကိုမြင်တွေ့ရပါလိမ့်မယ်နောက်ပြီးတော့ပိုဆိုးတာကဒီမြည်ရည်စီးကြောင်းကိုစံပြီးတော့ကိုရောက်ချင်တဲ့နေရာကိုအတင်းကူးခတ်ကြတဲ့သူတွေလည်းရှိပါတယ်သူတို့ကတော့စွမ်းရည်ကိုအဖြုံးတီးဆုံးတွေပါပဲခဏတော့ရှေ့ရောက်ချင်ရောက်ပါလိမ့်မယ်ဒါပေမဲ့မြစ်ကြီးရဲ့စွမ်းအားကိုမရှင်းနိုင်မဲနဲ့နောက်ဆုံးမှလက်လျှော့လိုက်ရတာပါပဲကိုတက်အင်အားကြီးရဲ့စက်ကြဝဠာကြီးရဲ့တဘာဝကိုအဆက်မပြတ်အန်တုပြီးတော့နေထိုင်တာအကျိုးမရှိတဲ့နီလန်ဖြစ်ပြီးတော့နောက်ဆုံးမှာပင်မနှန်းနေပြီးတော့စိတ်ဆင်းရဲစေနိုင်တယ်လို့ဆိုပါတယ်တာဟိုတယ်ချင်းချင်းထဲမှာလောင်စုပြောခဲ့တာတက်ရှိတွေကနင်းညံ့ပြော့ပြောင်းပြီးတော့တက်မဲ့တွေကချမ်းတန်းခတ်ထင်နေဒါကြောင့်တာဝါဒကရေစည်းကြောင်းတိုင်းမျောပါကိုခန္ဓာကိုယ်ကိုပျော့ပြောင်းထားပြီးတော့မြည်ရဲ့ခေါ်ဆောင်ရာကိုလိုက်ဖို့တိုက်တွန်းထားပါတယ်ဒါကကိုယ့်ဘက်ကိုထိန်းချုပ်ခွင့်ဆွတ်လွတ်လိုက်တာမဟုတ်ဘဲနဲ့မလိုအပ်တဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ပြီးတော့ကိုယ်စွဲရင်ကိုအကျိုးရှိသုံးချတတ်သွားတာပါဒါဆိုရင်ဘဝမှာတိုးတက်ခြင်းတဲ့သူတွေတကူကူအောင်မြင်ခြင်းတဲ့သူတွေအတွက်
ဒီတွေးခေါ်ကလက်တွေ့ကြပါမလားဒါပြင်းရည်ချင်းတွေအစဉ်ရည်တစ်ခုလိုများဖြစ်နေမလားလို့မေးစရာရှိနေပါတယ်လူတွေအထင်မှားဆုံးအချက်လည်းဖြစ်ပါတယ်တာဝါရကရင်မှန်းချက်မထားဘူးလို့တော့ပြောပါဘူးအဲ့ဒီရင်မှန်းချက်စီသွားတဲ့အခါမှာကိုယ့်ရဲ့မွေးရပါသဘာဝနဲ့ဆန့်ကျင်ပြီးတော့အတင်းချက်မလုပ်ဖို့ပြောထားတာပါဥပမာလူတစ်ယောက်ကအမှုပညာမှာပါရမီပါပြီးတော့ထူးချွန်တယ်ဒါပေမဲ့လူ့ဘွဲ့စီရဲ့ဖိအားကြောင့်ဆရာဝန်ဖြစ်ဖို့အတင်းကြိုးစားနေရင်သူကရေးစမ်းကိုကူးခတ်နေရတယ်လို့အမြဲပင်ပန်းနေမှာပါလူတွေကကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်ဖို့ပဲကြိုးစားနေတတ်ကြပါတယ်တာဝါရကပြောတာကတော့ကိုယ့်ရဲ့အားသာချက်တော့ကိုလိုက်ဖို့ပါပဲကိုကငါးတကောင်ဖြစ်တယ်ဆိုရင်ကုန်းပေါ်တက်ပြီးတော့လင်းလျှောက်ဖို့ကြိုးစားမနေပဲနဲ့ကိုကျွမ်းကျင်တဲ့ရည်ထဲမှာပဲကူးကတ်နေဖို့ဖြစ်ပါတယ်။ကြောင်းလေးချင်းကိုလက်ခံကြိုးဆိုခြင်းနဲ့ပတ်သက်ပြီးတော့တာဝတွေးခေါ်ပညာရှင်တွေတူဖြစ်တဲ့ John C ရဲ့ဒီအသုံးဝင်မှုနဲ့အသုံးဝင်မှုကိုဂုဏ်တယ်တယောက်နဲ့ဥပမာပေးထားတာလေးကိုကြည့်ကြည့်ပါ။ဂုဏ်တယ်တယောက်ကအင်ဂျီမွေးတဲ့လူမျိုးစုတစုကိုအင်ဂျီရောက်မှုကြိုးစားပါတယ်။အဲ့ဒီလူမျိုးစုကသူတို့ခန္ဓာကိုယ်ပေါ်မှာတက်တိုးတွေနဲ့ဖုံးထားတဲ့အတွက်သူတို့ကအင်ဂျီမွေးပဲနေကြပါတယ်။သူတို့အတွက်တော့အင်ဂျီကအသုံးဝင်မအောင်သူတို့ကိုအတင်းချက်အင်ဂျီရောက်မဲ့စားအင်ဂျီဝတ်တဲ့တခြားလူတွေကိုပြောင်းကြည့်တင်တာပေါ့ဂျွန်းစီကအသုံးဝင်မှုဟာအခြေအနေပေါ်မှာမူတည်ရင်သုံးဝင်မှုနဲ့အသုံးဝင်မှုဟာဆက်ဆက်မှုရှိနေပြီးတော့အတင်းချက်ကြီးဆက်ဆံမှုမသင့်ဘူးလို့သုံးသပ်ပါတယ်ဒါတနေရာမှာအသုံးဝင်တော့တဲ့အရာကိုဆွဲလန်းမနေပဲနဲ့အခြေအနေအသစ်မှာအသုံးဝင်တာကိုလက်ခံဖို့ဆန္ဒရှိရှင်ပါပဲဒါမှအပြောင်းလဲကိုရန်သူလို့မမြင်ပဲမိတ်ဆွေလိုလက်ခံလာပါပါဆိုတော့ကျွန်တော်တို့ကအသုံးဝင်တဲ့အရာတွေကိုစွန့်လွတ်ပြီးအသုံးဝင်တဲ့အရာတွေကိုပဲလက်ခံချင်သုံးသင့်တယ်လို့သူကဆိုလိုပါတယ်နောက်တတိယနည်းလမ်းတစ်ခုကတော့ not focusing on outcome ရလဒ်တွေကိုအာရုံမစိုက်ခြင်းဖြစ်ပါတယ်တာဝါရီတွေကအနာဂတ်အကျိုးရလဒ်တွေကိုအာရုံစိုက်တာကကျွန်တော်တို့ပေါ်အပြတ်သဘောဆောင်တယ်လို့သူကသုံးသပ်ကြပါတယ်အနာဂတ်ကိုအာရုံစိုက်လုံးတာစိုးရိမ်ပူပန်မှုကိုဖြစ်စေပါတယ်ကျွန်တော်တို့လက်ရှိကြိုးပမ်းမှုတွေကတောင်းတမှုတစ်ခုဖြစ်လာပြီးတော့ပို့ပြီးတော့တောင်းတလေလက်ရှိပိုင်ဆိုင်တဲ့အခိုက်အတန့်ရဲ့တန်ဖိုးတွေကရောကျလာလေပါပဲကျွမ်းစီကကျွန်တော်တို့ပြင်ပအရာတစ်ခုအပေါ်မှာပို့ပြီးတော့တန်ဖိုးထားလေလက်ရှိကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုစွမ်းဆောင်မှုတွေကပုံညံ့လာလေဖြစ်ကြောင်းပြောပါတယ်။ဒါကိုသူကလေးပြစ်စွမ်းရည်ဆုံးရှုံးသွားတဲ့လေးပြစ်သမားနဲ့ဥပမာနဲ့ပြောပါတယ်။စုကြီးကမြေတဲ့တစ်ခုပဲဖြစ်တဲ့အခါမှာလေးသမားဟာသူ့ရဲ့ကျွမ်းကျင်မှုအလုံးကိုထုတ်ပြနိုင်ခဲ့ပါတယ်။စုကြီးကရွှေတဲ့တစ်ခုဖြစ်လာတဲ့အခါမှာသူကမျက်စိကန်းသွားတဲ့လူတယောက်လိုပြစ်မှတ်ကိုတော့မှကောင်းကောင်းမမြင်နိုင်တော့ဘူးဖြစ်သွားပါတယ်။ဒီကိစ္စမှာလေးပြစ်သမားရဲ့အရေးချင်းကပြောင်းမသွားပါဘူး။သူ့ရဲ့ကျွမ်းကျင်မှုကတော့အတူတူပါပဲ။ဒါပေမဲ့သူကစိုးရင်စီရဲ့လွှမ်းမိုးမှုအောင်မှာအပြင်ပစုကသူ့ရဲ့ဆွမ်းဆောင်ရည်တဲ့ပိုအရေးကြီးတယ်လို့ထင်သွားတာကြောင့်ဖြစ်ပါတယ်။ဒီချက်က flow state ရဲ့အခြေခံအချက်နဲ့ဆက်ဆက်ပါတယ်။ flow state တည်းရောက်နေတဲ့အခါမှာရလက်တွေပတ်ဝန်းကျင်တွေကိုပါလုံးဝမေ့သွားပြီးတော့အလုပ်ထဲမှာနစ်မြုပ်ပြီးတော့နေတာမျိုးစံဝင်နေတာမျိုးပေါ့။နောက်ဆုံးစတုဒ္ဓချက်ကတော့ letting go of excess အပိုတွေကိုစွန့်လွတ်ခြင်းဖြစ်ပါတယ်။အကောင်းဆုံးအခြေအနေကိုမှအလေးထားတဲ့လူ့ဖွဲ့စည်းမှာလူတိုင်းကထိတ်ဆုံးမှဖြစ်ချင်ကြပါတယ်။ဒါကအကောင်းဆုံးဖြစ်ဖို့လိုအပ်တာကြောင့်မဟုတ်ဘဲနဲ့မြင်မရဲ့အဆင့်တန်းဟာပုံနှစ်သက်စရာကောင်းပြီးတော့အစနစ်နေတာကကြောက်စရာကောင်းနေလို့အားလုံးကဆုံးဖြတ်ထားတာကြောင့်ဖြစ်ပါတယ်။တာဝါရကတတိပေးတာကတော့ထိတ်ဆုံးမှနေရတာကဖိအားရမ်းများပါတယ်။အနည်းငယ်ဆိုရင်ပူပန်နေရပြီးတော့အဲ့ဒီနေရာကိုထိန်းထားဖို့အတွက်အားစိုက်ထုတ်ရတယ်။ဘာလို့လဲဆိုတော့တင်းရဲ့နေရာကိုလူတိုင်းကလူချင်နေတာကြောင့်ဖြစ်ပါတယ်။ပြိုင်ဆိုင်မှုနေပြီးတော့ရန်သူနဲ့ပူနှိမ့်တဲ့နေရာတွေနဲ့ရှင်လို့ရှိရင်စိတ်ပီစီမှုပူများပါတယ်။ဒါပေမဲ့ဒီမှာသူကမျှတတဲ့အမြင်နဲ့တော့တင်ပြထားပါတယ်။ထိတ်ဆုံးကိုဆွဲလန်းတာမကောင်းသလိုပဲတခြားအဆုံးတစ်ဖက်ဖြစ်တဲ့အနေဆုံးကိုရွေးချယ်တာလည်းဆွဲလန်းခြင်းတစ်မျိုးပါပဲတဲ့။ဒါဆိုရင်ကျွန်တော်တို့အမှန်တကယ်လိုအပ်တာပါလေ။ကျွမ်းစီပေးထားတဲ့ဥပမာလေးကတောထဲမှာအသိုက်ဆောက်ထားတဲ့ငှက်ကောင်ဟာတစ်တောတစ်ခုလုံးကိုမပိုင်ဆိုင်ချင်ဘူး။သူနားခိုဖို့အတွက်တစ်ကိုင်းတစ်ကိုင်းပဲလိုအပ်တယ်။မြစ်ရီကိုတောက်တဲ့ကြွက်တစ်ကောင်ကမြစ်တစ်စင်းလုံးကိုမပိုင်ဆိုင်ချင်ဘူး။သူပိုက်ပြဖို့ရေတငုံစာပဲလိုတယ်လို့ဆိုရပါတယ်။ဒီတော့ကျွန်တော်တို့လိုအပ်တာတော့ပဲရွေးချယ်ပြီးတော့ပူရှန်တဲ့အရာတွေကိုစွန့်လွတ်မယ်ဆိုရင်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကိုအချင်းထောင်တစ်ခုဖြစ်လာမယ်အနေကနေကာဝယ်နိုင်ပါလိမ့်မယ်။ Epicurus ကဘဝအတွက်အခြေခံလိုအပ်ချက်တွေအလွယ်တကူရပြီးတော့အတန်အသင့်နေထိုင်ခြင်းကပျော်ရွှင်မှုရဲ့တော့ချက်လို့ဆိုပါတယ်။ဒါလွယ်ကူပြီးတော့ရေရှည်ရှောက်နိုင်မဲ့လမ်းတစ်ခုလည်းဖြစ်ပါတယ်။ Lao Tzu ရေးသားခဲ့တယ်လို့ဆိုရင်အသင့်တင့်မျှတမှုကိုကျင့်သုံးတဲ့သူတွေကတာဝန်လမ်းကြောင်းပေါ်မှာရောက်နေပြီးသားလူတွေပဲ။ကျွန်တော်လိုအပ်တာတဲ့ပုံမကြိုးစားတဲ့အခါမှာတဘာဝတရားကိုပေါ်ထုတ်ဖို့အခွင့်ပေးလိုက်တာပါပဲ။ခွင့်ပြုခြင်းရဲ့စွမ်းအားဆိုတာရဲ့အဓိပ္ပာယ်ကတော့အကြောက်တုံးတွေတစ်ကိုင်းတွေကိုဖတ်တယ်မထားပဲရေစီးကြောင်းတိုင်းမျောလိုက်သွားပြီးတော့အနည်းဆုံးကြိုးစားအထောက်မှုနဲ့ဘဝကိုဖျက်ဆီးနိုင်မှုဖြစ်ပါတယ်။ဒီနေ့ပြောခဲ့တာတွေကိုပြန်ပြီးတော့ခြုံငုံကြည့်မယ်ဆိုရင်တာဝါရရဲ့ခွင့်ပြုခြင်းဆိုတဲ့ခီးစဉ်မှာအဆင့်၄ဆင့်ကိုဖျက်ဆီးခဲ့ကြပါတယ်။ပထမဆုံးကတော့ဝူဝေသဘောတရား။တဘာဝတရားကိုသူ့လို့သူခွင့်ပြုလုပ်ခွင့်ပြုပြီးတော့အာယုံမဆိုင်ပဲကြိုးရှိလို့ဆောင်တာ
ဒုတိယတစ်ခုကအပြောင်းလဲကိုလက်ခံခြင်းကိုမတင်းကျုံနိုင်တဲ့အပြောင်းလဲမှုတွေနဲ့အတူလိုက်တင်စီးမျောတာတတိယချက်ရလက်ကိုအာရုံမစိုက်ပဲလက်ရှိပစ္စုပန်ကိုစိတ်နှစ်ပြီးတော့လှုပ်ဆောင်တာသတို့သားချက်ဘဝကိုပေါ်ပါစွာပြတ်တန်းနိုင်ဖို့ခုအတွက်တကယ်လိုအပ်တာတဲ့ပိုးတဲ့အရာတွေကိုဆွန့်လွတ်ခြင်းလို့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုအတွက်အသုံးဝင်မဲ့အတွေးခေါ်လေးတွေကိုကိုအလိုရှိသလိုကောက်ယူသုံးစွဲနိုင်ကြနိုင်မယ်လို့မျှော်လင့်ပါတယ်မိမိရဲ့အနေလေးတွေကိုလည်း comment မှာဝေမျှပေးသွားလို့ရပါတယ်ကြည့်ရှုအားပေးတဲ့သူတွေအားလုံးကို SBB Channel ကနေရမ်းပဲကျေးဇူးတင်ပါတယ်ခင်ဗျာ